cái đi được đó uzen in nè manly tay suya bánh xe được chạm biết là nó chạm biết lý biểu diễn là vậy mình liền đàn cháu biểu biết đó đấy manly miu go pian le miu biết đấy thì sau đấy nhà mà uzen in nè ý chí đấy chết được phụ go chạm biết diễn đấyအဲ့ဒါကဘာလဲဆိုတော့မန္တလေးမြို့ဟာရေအရန်လွယ်ကူတယ်အမြေအောက်မှာရေအရန်ရေထုအရန်များနေတယ်မန္တလေးဘူတာကြီးကိုတိဆောက်တဲ့အခါမှာဦးစင်းရောက်ချေတယ်ရောက်ချေကကြတော့ဘူတာကြီးကိုတိဆောက်ဖို့တဲ့တိုင်ချင်းတွေတူးထားတဲ့နေရာမှာ10ဘီရဲ့အောက်မှာတိုင်ချင်းတိုင်းမှာရေကအရန်များနေတာအဲ့တော့10ဘီရဲ့အောက်မှာရေထုရှိနေတယ်ဆိုကကြတော့ဒီဟာအပေါ်ယံမြေသားပါလေးပဲရှိနေတာဒီလိုအပေါ်ယံမြေသားပါလေးရှိနေတဲ့အရာကိုဦးဇင်းတို့တိုက်အိမ်တွေဆောက်မယ်ဆိုလို့ရှိရင်ရေရှိခိုင်ခန့်မှုမဖြစ်နိုင်ဘူးရေရှိခိုင်ခန့်မှုမဖြစ်နိုင်တဲ့ဂျားထဲမှာသူကမန္တလေးမြို့ကမန္တလေးမြို့ကိုရေပေးဝေတဲ့စနစ်မရှိဘူးရေပေးဝေတဲ့စနစ်မရှိတဲ့အခါကျတော့ရေသုံးများတဲ့ဟိုတယ်ကြီးတို့လိုနေရာတိုက်ကြီးတွေပေါ့နော်တန်ခါအများစုနေတဲ့ကျောင်းတိုက်ကြီးတွေလိုကြတော့သူကအဝီစီတွင်းကနေလို့ရေကို24နာရီလို့စိုက်စုပ်ထုတ်နေရတာ24နာရီလို့စုပ်ထုတ်တဲ့အခါကျတော့အောက်မှာသူကမြေလိုင်ဖွဲ့လာတာဖြည်းဖြည်းနဲ့ငကူကလေးကလည်းရေထုများတဲ့အတွက်မြေသားနေပြီးမှရေထုများနေတဲ့အတွက်မြေသားကပွားတယ်အောက်ခံကပွားတဲ့ဂျားထဲမှာအဝီစီတွင်းက24နာရီလို့စုပ်တဲ့အခါကျတော့ဖြည်းဖြည်းနဲ့သူကမြေလိုင်ဖွဲ့မှုပိုကြီးမြန်တယ်နော်ဘောဦးဇင်းတို့အောက်မှာရေထုနဲ့တဲ့အရာကတိတ်စိတ်မချတိတ်ပြီးအရေးမကြီးဘူးဒါပေမဲ့မန္တလေးမြို့ကျတော့ရေထုတိမ်တယ်ရေထုတိမ်တဲ့အခါကျတော့အဲ့ဒီကရေကခုန24နာရီလို့ရေစုပ်ထုတ်မှုတွေအဝီစီတွင်းကိုစုပ်ထုတ်မှုတွေများလို့ရှိရင်မြေလိုင်ဖွဲ့မှုကမြေသားလဲပွားပြန်စုပ်ထုတ်မှုလဲ24နာရီရှိနေပြန်ဆိုကြတော့ခဏလေးနဲ့မြေလိုင်ဖွဲ့လွယ်တယ်မြေအောက်မှာအဲ့လိုနေရာမျိုးမှာအဆောက်အဦတွေကဘလို့မှစိတ်မချရဘူးရေရှိခိုင်ခန့်မှုမဖြစ်ဘူးနော်အခုလိုမြင်လေလို့ပြီးဆိုပို့လို့ပေါ့အဲ့တော့ဦးစင်းပြောချင်တာကမန္တလေးမြို့ကိုတမျိုးလုံးကိုရေပေးဝေနိုင်ရေစနစ်ကိုဦးစင်းအကြံပေးခြင်းတယ်အောက်အဝီစီကနေလို့ဟိုတယ်တိုင်းတိုက်ကြီးတိုင်းကနေလို့အဝီစီတွင်းကိုစုပ်ထုတ်နေရတယ်စုပ်ထုတ်ပြီးမှသုံးယူနေစရာမလိုပဲနဲ့နိုင်ငံတော်စီမံကိန်းအနေနဲ့ရေပေးဝေရေစနစ်ကနေလို့လွယ်တကူသုံးနိုင်ဖို့အတွက်ပေါ့နော်အဲ့ဒီအတွက်ဆိုလို့ရှိရင်ဦးဇင်းတို့ဒုဋ္ဌဝတီမြစ်ဖြားကနေလို့ရေသွယ်ယူလို့ရတယ်နော်ဒုဋ္ဌဝတီမြစ်ဖြားကနေလို့မန္တလေးတစ်မြို့လုံးကိုစပက်ရှယ်သုံးဖို့အတွက်ရေသွယ်ယူလို့ရတယ်အဲ့ဒီစနစ်နဲ့သုံးမှသာလျက်မန္တလေးမြို့ဟာရေရှိခိုင်ခန့်မှုဖြစ်နိုင်မယ်အဲ့လိုမျိုးဘက်နဲ့အိမ်ဟိုတယ်တိုင်းကမြေအောက်အဝီစီတွင်းကိုစုပ်ယူပြီးမှသုံးဆွဲနေကြမယ်ဆိုရင်ကတော့ဒါမတိကြဘူးဒီမန္တလေးမြို့ရဲ့အနေထားကအောက်မှာကခုနပြောတဲ့10ဘီရဲ့အောက်မှာကရေရှိနေတယ်ပြောမှဆိုရင်မန္တလေးမြို့ဟာဟိုးအတိတ်ရှိကာလတုန်းကအေရောက်ဒီမြစ်ကမ်းဟောင်းဖြစ်ဖို့များနေတယ်အဲ့တော့အောက်မှာမြေသားပွားတယ်ရေထုကလည်း10ဘီရဲ့အောက်မှာရေထုရှိနေတယ်အဲ့ဒီအနေထားဆိုရတာမြေသားမခိုင်ဘူးအောက်ခြေမြေသားမခိုင်ဘူးမြေသားမခိုင်တဲ့ဂျားထဲမှာအဝီစီတွင်းက24နာရီစုပ်ထုတ်တဲ့အခါကျတော့အဲ့မှာသူကလှိုက်စားမှုတွေမြေလိုင်ဖွဲ့တာပေါ့နော်အဲ့လှိုင်ဖွဲ့မှုတွေဖြစ်လာတဲ့အခါကျတော့မြေသားမခိုင်တာမြေသားပွားတာရဲ့လှိုင်ဖွဲ့တာရဲ့နောက်ငရင်လှုပ်တာရဲ့ဆိုတော့၃ချက်ဆုံတဲ့အခါကျတော့ဘာမှမခံနိုင်ဘူးဒါကြောင့်မို့ဦးစင်းအနေနဲ့အကြံပေးချင်တာကတော့မန္တလေးတစ်မြို့လုံးကိုရေပေးဝေနိုင်ရေစနစ်ကိုနိုင်ငံတော်ကချမှတ်စေချင်တယ်အဲ့ဒီအတွက်လည်းမခိုင်ရင်ဘူးဒုဋ္ဌဝတီမြစ်ကနေလို့တွယ်ယူခဲ့ုံပဲနော်မန္တလေးမြို့ရဲ့အထက်ဟုတ်ကဒုဋ္ဌဝတီမြစ်ကနေလို့တွယ်ယူခဲ့လို့ရှိရင်မန္တလေးတစ်မြို့လုံးစိတ်ကြိုက်စပက်ရှယ်သုံးလို့ရတယ်နော်အဲ့ဒါလေးဦးစင်းကြံပြုခြင်းတယ်ဒါကမဖြစ်မနေလုတ်တဲ့အရာမဟုတ်ပါဦးစင်းရဲ့အမြင်ပေါ့နော်ဒါကမန္တလေးတိုင်းကိုပြန်လည်ပြုပြင်မဲ့မန္တလေးမြို့ကိုပြန်လည်ပြုပြင်မဲ့နော်မန္တလေးတိုင်းအစိုးရဌာနပုဂ္ဂိုလ်တွေကိုဦးစင်းအကြံပြုတာပါ